အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ထိုင်းစတိုင်ကျက်ဥထောင်းနေလေးကိုမျှဝေပေးပါမယ်ရှင်အရင်ဆုံးကျက်ဥကိုပြုတ်ပေးပါမယ်ကျက်ဥကတော့ကိုစားတစ်လောက်ပြုတ်ပေးပါရှင်ကျက်ဥပြုတ်ပြီးလို့ရှိရင်အခုခွာထားပေးပါမယ်ရှင်ပြီးလို့ရှိရင်ကျက်သွန်ဖြူကျက်သွန်နီငြုတ်တီးကိုလော်ပေးပါမယ်ရှင်ကျက်သွန်နီကတော့ပလေးပြီးတော့ထည့်လော်ပါမယ်ရှင်ဒီလိုလေးတူးသွားအောင်လော်ပေးပါမယ်ရှင်အနက်လဲမွေးတယ်အရက်သားလဲကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်စုံတယ်ထည့်ထောင်းပါမယ်ရှင်ဒီလိုလေးညက်ပြီးလို့ရှိရင်အရက်သားထည့်ပါမယ်ဟင်းချုံမုံငါငံပြရည်နဲ့ငပိရည်တူကိုထည့်လိုက်ပါမယ်ရှင်ပြီးလို့ရှိရင်ပြိုးထားတဲ့ကြက်ဥကိုထည့်ထောင်းပေးပါမယ်မညက်တညက်လေးထောင်းပေးပါမယ်ရှင်နောက်ဆုံးတော့နနပင်နဲ့တံပြန်တီကိုညှစ်ထည့်လိုက်ပါမယ်ရှင်တမအောင်မွေပြီးတော့သုံးဆောင်လို့ရပါပြီရှင်ကျဥချက်ကျဥကြော်တွေဤနေပြီဆိုရင်ဒီနေ့လှုပ်ရှားခြင်းတော့အရင်စားကောင်းပါတယ်လို့ရတာလည်းလွယ်ကူပါတယ်ရှင်ချက်နီးလေးကိုအဆုံးထိကြည့်လာပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ရှင်